집안사 고마사 빌리나면 되겠다. 집안사 신이 리뮤시에거나 파일레소이 로마지에 히야가나에 카타카나에 칸지에서 빌리뮤시에 로마지고 베니아마 똥네소이 다이빙 야이데 카마 똥네 시부마마 미마사오 잉글리로 미앙글리네 자이데 봉사묘 또 집안글리로 커마오 집안사오 잉글리시 색깔로네 야이다 A I show EU အဲ့လိုအင်္ဂလိပ်စကားလုံးနဲ့ရိုက်တာပေါ့ဟီယာကနာနောက်တစ်ခုကဟီယာကနာကကျတော့ဂျပန်နိုင်ငံရဲ့မိခင်ဘာသာစကားပြောမစသူတို့ရဲ့ကိုယ်ပိုင်ဘာသာစကားပေါ့သူတို့ရဲ့စလုံးတွေရေးတဲ့ခါမှာသုံးမှာခတခဏကျတော့မွေးစားစကားလုံးတွေရေးတဲ့ခါမှာသုံးတာအင်္ဂလိပ်နာမည်တွေတိုင်းတစ်ဘာသာရေးနာမည်တွေပေါ့အဲ့လိုနေရာမှာသုံးမှာမောင်ဆိုရင်လည်းဂျပန်နာမည်မဟုတ်တဲ့အတွက်ကြောင့်မောင်ခတခဏနဲ့ရေးမယ်သူတို့ဂျပန်နာမည်တွေကတော့ဟီယာကနာနဲ့ရေးလို့ရတာပေါ့အဲဂျပန်နာမည်မဟုတ်ဘဲနဲ့တခြားနာမည်ဖြစ်မှာဆိုရင်ခတခဏနဲ့ရေးမယ်နောက်တစ်ခုကခန်းကြီးကကျတော့တရုတ်ဘာသာစကားတရုတ်မှာသုံးတဲ့ဟာတွေအဲ့ဒါတွေကိုမှရှူပြီးတော့သုံးထားတာဂျပန်နိုင်ငံလမ်းညွှန်ဆိုင်ပုတ်တွေလို့အဓိကအများဆုံးတော့တွေ့ရမှာတော့ခန်းကြီးပဲခန်းကြီးကအသုံးပို့ပြီးတော့များမယ်အဲ့တော့ခန်းကြီးတွေပို့လုပ်ရမှာကိုကတော့ basic ဆိုရတဲ့ကြတော့ခန်းကြီးကတိတ်မပါသေးဘူးအဖိုင်မှာဆိုရင်130ပဲပါမယ်အဲ့တော့ပထမဆုံးအနေနဲ့သူတို့ရဲ့ B46 လုံးရှိမယ်46လုံးကိုအရင်ဆုံးရအောင်ဖတ်ကြည့်ပါဘောနော်46လုံးကိုအရင်ဆုံးရိုမာကြီးနဲ့ပဲရေးထားမယ်ဘာလို့ဆိုအင်္ဂလိပ်စကားလုံးကငယ်လေးတွေကရှင်းနီလာဆိုတော့ဖတ်လို့လွယ်အောင်လို့ရပေါ်လုံးတိုင်းကြည့်ပေးမယ်နော်A ဆိုရင်ဂျပန်မှာအာလို့ထွက်တယ်အိုင်ကြတော့ E ရှူကြတော့ U ယူကြတော့ A O ကတော့ O ပဲအင်္ဂလိပ်မှာဆိုရင် A အိုင်ကိုရှူဒါပေမဲ့ဂျပန်ဘာသာစကားသင်တဲ့အခါမှာကြတော့ A I U E O R E O A O ဒါ E line ပေါ့ E line မှာဆိုရင် R E O A O R E O A O ရမလားဒါဆိုရင်နောက်တစ်ကြောင်းသွားကြည့်မယ် K line K ကြတော့ကဒါမှမဟုတ်ခဆိုပြီးအတန်ထွက်တယ်ကကြီးအတန်လည်းထွက်လို့ရတယ်ခဝေးတန်လည်းထွက်လို့ရတယ်ကတန်လည်းထွက်မယ်ဆိုရင်ကာခီကိုကဲကိုဒါပေမဲ့ခတန်ပို့ပြီးအဆင်ပြေမယ်ထင်တယ်ခါခီခိုခဲခိုခတန်နဲ့ပဲထွက်ခဲ့ပါအများတော့ခတန်ပဲထွက်သေးတယ်တချို့နေရာမှာတော့ကတန်ထွက်တယ်အဲ့တော့ခပဲထွက်လိုက်မယ်နော်ခါခီခိုခဲခိုဤလိုင်းရကြတော့ R E O A O ခီလိုင်းရခါခီခိုခဲခိုရမလားဤလိုင်းရR E O A O ခီလိုင်းရခါခီခိုခဲခိုโอเคတန်တိုင်းသွားကြည့်မယ် S line S ကကြောင့်စတန်ထွက်မယ်စဒီမှာခါခီစစီမဟုတ်တော့ဒီမှာအတန်ပြောင်းသွားတယ်ဒါကြောင့် star လေးပြပေးထားတယ်ဒါသူကြောင့်ရှိလို့အတန်ထွက်တယ်ဇာကောဟာတို့လုံးရင်းနေရှိစရှိပြီးရင်စုပဲပြန်သွားမယ်စရှိစုဆဲစုR E O A O ခါခီခုခဲခိုစာရှိနော်စီမဟုတ်စာရှိခုစုစာရှိစုဆဲခဲအဲခဲဆဲအိုခိုဆိုနမနော်ခါစာE ခီဒါကြောင့်ရှိနော်ဒါအိုခုစုအဲခဲဆဲအိုခိုဆိုဒါဆိုဒီကြောင့်လေးဆိုကြည့်မယ်စာရှိစုဆဲဆိုတော့အောင်ဆိုကြည့်မယ် R E O A O ခါခီခုခဲခိုစာ
ရှိစုဆဲဆိုရမယ်နော်အဲ့ဆိုအစအနေပြန်ပြောကြည့်မယ်ဂျပန်ဘာသာစကားမှာ၄မျိုးရှိရယ်ဘာလဲဆိုရင်ရိုမာကြီးရယ်ဟီယာခနာရယ်ခတာခနာရယ်ကန်ဂျီရယ်ရိုမာကြီးဘယ်နေရာမှာသုံးလဲအင်္ဂလိပ်ကြိုက်ပင်ရိုက်တဲ့ခါလေးမှာသုံးတယ်ဟီယာခနာကကျတော့ဂျပန်နိုင်ငံရဲ့မိခင်ဘာသာစကားခတာခနာကကျတော့အင်္ဂလိပ်ဘာသာစကားလုံးတွေရေးတဲ့အခါမှာသုံးတယ်ကန်ဂျီကကျတော့တရုတ်ဘာသာစကားကနေဆင်းသက်လာတယ်ဂျပန်နိုင်ငံမှာအများဆုံးတွေ့ရတယ်โอเคဒါဆိုဒီလေးကိုရမယ်ဒါဆိုဒီ၃ချောင်းလေးတိုင်းပြလိုက်မယ်နော်ပြန်ပြီးတော့အာအီอูเอโอခါခီခုခေခိုစာရှိစုစေဆိုโอเคရမလား